နောက်ထပ်လက်ကျတဲ့မွေးနေ့ရှင်လည်းထပ်မပြီးတော့ကြီးညာရေးပါအောင်ဗျ။ဒီတစ်ခါမှထပ်မပြီးတော့အသက်ကျလာမွေးနေ့ရှင်ဆိုလို့ရှိရင်တော့မွေးနေ့ရှင်တသားလေးရဲထက်နိုင်ရဲ့3နှစ်ပြည့်မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါရဲ့ရှင်။ဟုတ်ပြီဗျာဆူတောင်းစကားလေးလည်းကြားကြပါတယ်ဗျာ။အခုပဲဆူတောင်းပေးလိုက်ပါပြီနော်။တသားလေးရဲထက်နိုင်ရဲ့3နှစ်ပြည့်မွေးနေ့မှာစား၍နောက်နှစ်ပေါင်းများစွာတိုင်အောင်ဆရာမိသားစုရဲ့ဆရာဖေဖေမျိုးနဲ့အတူတူထာဝရသက်ဆုံးနိုင်မခွဲမခွာနေထိုင်သွားနိုင်ပါစေ။စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့လည်းပြည့်စုံပြီးတော့လူရင်းဆန္ဒရဲ့များစွာလည်းပြည့်ဝပါစေ။ပညာတတ်ကြီးလည်းဖြစ်ပါစေ။တိုင်းပြည်နယ်လူမျိုးအကျိုးနိုင်ငံအကျိုးဘာသာသာသနာအကျိုးကိုလည်းတည်ဖို့ထည့်ရနိုင်တဲ့အသားကောင်းရတနာလေးလည်းဖြစ်ပါစေ။မိဘဘောအလုပ်ကျေးပြုစုနိုင်တဲ့အသားရတနာလေးလည်းဖြစ်ပါစေလို့တသားလေးကိုအယမ်းပဲချစ်ကြတဲ့ဆရာရဲ့ဖေဖေကိုအောင်စောထွန်းဆရာရဲ့မေမေမဖြိုးမြတ်သွယ်တို့မှအစုမုံကတောင်းပေးထားတာပဲဖြစ်ပါရဲ့ရှင်။ Happy birthday ပါတသားလေးပျော်ရွှင်စရာကောင်းတဲ့ဝင်းလေးမြတ်လေးကိုပိုင်ဆိုင်နိုင်ပါစေနော် Happy birthday